ငွေကြေးကိုစန်တာထားပြီးတော့အမှုတော်ဆောင်လုပ်မယ်ဆိုတစ်သက်လုံးမလုပ်နဲ့ငွေကြေးကိုတက်မှတ်ပြီးတော့မှအမှုတော်ဆောင်မယ်ဆိုရင်ဒူးစရိုက်ရှိတဲ့ညကိုလုပ်တော့သူဟာတနည်းအားဖြင့်ဥဆောင်တော့သူဟာတင်ဖြစ်သွားလိမ့်မယ်ဖယားကိုယုံကြည်ပါတယ်လို့ပြောတဲ့သူတွေတဲ့ငွေကိုတက်မှတ်တဲ့စိတ်ဝင်သွားပြီဆိုရင်ယုံကြည်ခြင်းကိုစွန့်တဲ့အထိဖြစ်လာတယ်တဲ့ဖယားတောင်းရင်တောင်းပါလိမ့်မယ်အစာပိုင်းဆာမသူ့ရဲ့နှလုံးသားမှန်ခဲ့လို့သို့တော်တနေရာရောက်လို့ငွေကိုတက်မှတ်တဲ့စိတ်ဖြစ်လာပြီဆိုရင်အဲ့ဒီຢာကဘာဖြစ်စေဆိုအမှုတော်ဆောင်တွေကိုပင်လမ်းလွဲသွားစေတယ်သူတစ်ပါးကိုပြန်လဲတွန်တင်ပေးတဲ့သူတွေတောင်မှငွေနဲ့ပတ်သက်လာရင်ယုံကြည်ခြင်းတရားလမ်းတွေကထွက်သွားတယ်ဆိုရင်ကျမတို့ကပို့ပြီးတော့သတိထားမှာမဟုတ်ဘူးလားဒီနေ့ငွေကြေးဆိုတဲ့အရာကသာရကာလအတွက်အသုံးပြုဖို့ရန်အတွက်ဖယားသခင်ပေးထားတဲ့လက်နက်ဖြစ်တယ်ငွေကြေးဆိုတာကကျမတို့ရဲ့အောက်မှာရှိတဲ့ကျမတို့အသုံးချရမယ်ကစားပလာဖြစ်တယ်လူတွေအားလုံးကအဲ့ဒီငွေကြေးအောက်မှာဂျုံဖြစ်ပြီးတော့မှသူ့ရဲ့ထိန်းချုပ်ခြင်းကိုပြန်ခံစားနေရတယ်ဘာကြောင့်လဲဖယားနီးလန်းထဲမှာအသက်မရှင်ဘူးငါအလုံးလောက်ရမယ်ဆိုတဲ့အတွေးခေါ်ရှိစေခြင်းနဲ့ဘာကြောင့်လဲဖယားသခင်ကိုယ်တိုင်အလုံးလောက်တယ်ပထမနေ့မှာဖယားသခင်ဘာလို့လဲဖန်ဆင်းတယ်ဒုတိယနေ့မှာဖယားအလုံးတယ်တတိယနေ့မှာဖယားအလုံးတယ်ခုနှစ်ရက်မြောက်တဲ့နေ့မှာဖယားကနားတယ်လှုပ်လဲလှုပ်တယ်ကြိုးလဲကြိုးစားတယ်မနေ့ကနေညအထိလဲပင်ပင်မမအလုံးလောက်ပင်မဲ့ဘာကြောင့်အဖက်မတင်တဲ့အခြေအနေဖြစ်နေတယ်လဲတဲ့ဖယားကိုဖယားနေရာမှာမထားလို့ဒါကြောင့်မလို့ဖယားကိုဖယားနေရာမှာထားခြင်းဆိုတဲ့အရာကဘာကိုပြောနေရလဲတင်းရဲ့ငွေကြီးဖယားနဲ့ဆိုင်တဲ့အရာကိုဘုရားကိုပြန်အနှံအဲ့ဒါဘုရားခင်ကျမတို့ကိုတုံတင်နေတဲ့အရာဖြစ်တယ်အဲ့ဒီချိန်မှာဘုရားခင်တင့်ကိုလူတို့ကြံစည်မမိနိုင်တဲ့ကောင်းကြီးမင်္ဂလာကိုဘုရားပေးလိုက်မယ်ငါဟာငွေကြီးကိုပထမနေရာမှာထားသလားဘုရားကိုထားသလားဆိုတဲ့အရာကိုသိဖို့ရန်အတွက်ကျမတို့ကိုဘုရားခင်ငွေကြီးနဲ့အမြဲတမ်းစစ်ဆေးပါအချိန်ပိုကြီးပိုရတဲ့အရာတွေရှိတတ်တယ်အခွင့်အလမ်းတွေပိုရတတ်တဲ့အရာတွေရှိတတ်တယ်အခုလိုစံတေးရောက်လာတဲ့အခါမှာပို့ပြီးတော့မှဘုရားသခင်နဲ့ပတ်သက်လာရင်အလဲအလဲလောက်ရမယ့်အရာတွေရှိလာတတ်တယ်ယုံကြည်ခြင်းကိုစစ်ဆေးတယ်ဂျေဇုတင်တတ်တဲ့နှလုံးသားရှိမရှိဘုရားသခင်ကစစ်ဆေးတယ်ဘုရားသခင်ပေါ်မှာချစ်ချင်းမြတ်တာအမှန်ရှိမရှိဘုရားကစစ်ဆေးတယ်ငွေကြေးအပြင်ရစ်ချက်ချင်းအမှန်တကယ်ရှိမရှိစစ်ဆေးတယ်ဒါကြောင့်ငွေကြေးဆိုတဲ့အရာကကျမတို့ရဲ့အသက်တာထဲမှာအမြဲတမ်းသတိထားမယ့်အရာဖြစ်ပါတယ်